ပိုင်းရှင်းမှာဆာကာမိုတိုနဲ့ရှင်းတို့လူစုကွဲသွားကြပြီးဆာကာမိုတိုကတော့လက်နက်လူသားကက်ရှိမားနဲ့တွေ့နေရပါတယ်ကက်ရှိမားကကျေးသားလောကရဲ့အနာဂတ်အဖြစ်တခွဲကန်းကိုသိမ့်မိုက်ထားတာဖြစ်ပြီးသူတို့ကလင်းဆောင်သူတွေဖြစ်ကြောင်းပြောကဆာကာမိုတိုကိုပါဇက်တဲကတနက်ထုတ်ပြီးပြစ်ဖို့လုပ်ခဲ့ပြီးဆာကာမိုတိုကလည်းဘောပင်နဲ့တနက်ပြောင်းကိုပိတ်ကဖောက်ခွဲပစ်လိုက်ပါတယ်လူတို့ကတော့ချုပ်ခန်းကထွက်လာခဲ့ပြီးလမ်းနေမှာစောင့်နေရှုပ်နေရကြောင်းသူတို့လွတ်သွားတာကိုသိသွားပြီထင်တယ်လို့တခွဲကန်းခေါင်းဆောင်ကပြောခဲ့ပါတယ်ရှင်းကတော့ကိုပြောလူသားစီပါနဲ့တိုက်ခိုက်ပြီး Hiske မှန်ကိုပြစ်နိုင်ခဲ့ရကြောင်းချီကျူးနေပြီး Hiske ကလည်းသူ့ကိုယ်သူရဲကောင်းဖွဲ့ပေးလိုက်ပါတယ်စီပါကတော့စနိုက်ပါသမားကိုပုံးမနေပဲလူရှိမှပေါ်ပေါ်ထင်းထင်းရက်နေရကြောင်းတုံးတယ်လို့တွေးနေပြီး Hiske ကနောက်ချက်ပြက်ကရှင်းကသူကကြီးထောက်ပြန်စနိုက်ပါသမားလို့ပြောခဲ့ပါတယ်အဲ့ဒီနောက်စီပါကရှောက်လန်းနေကနေပက်ပြေးနေရကြောင်း Hiske လည်းပြစ်ခဲ့ပြီးတနေရာရောက်မှာတော့ Hiske ကပေါ်ရက်ကနေပေါ်လာကြောင်းပြစ်ဖို့ရွယ်တဲ့အချိန်စီပါကတန်တိုင်းကိုဖျောက်က Hiske လက်မောင်းကိုပြစ်လိုက်ပါတယ်တကယ်တော့ Hiske ကကိုပြောက်ဆွမ်းအားရှိတာမဟုတ်ပဲအင်ကြီးကြောင်တာကိုပြောက်နေရဖြစ်ပြီးအင်ကြီးနဲ့ပတ်လိုက်တဲ့အရာတွေကလည်းကိုပြောက်တယ်လို့ပြောခဲ့ပါတယ် Hiske ကလည်းလမ်းလျှော့ပဲပြန်ထားကပြစ်ဖို့ပြင်ခဲ့ပြီးစီပါကလက်တစ်ဖက်ကိုဖျောက်ကခံမန်းရခက်တဲ့ဓာတ်နဲ့ပြစ်ခဲ့ပြီးအတော်ညင်းနဲ့စနိုက်ပါသမားပဲလို့ပြောကထွက်သွားဖို့လုပ်ခဲ့ပါတယ် Hiske လည်းသူ့ဘွဲကသူ့ကိုအတော်ဆုံးစနိုက်ပါသမားလို့ပြောကြောင်းနဲ့သူ့ဘွဲကလူတွေလိန်တာမဟုတ်ကြောင်းကိုအကောင်းဆုံးသက်သေပြမယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့ Hiske က Hiske စီကြီးတောင်းပစ်ခါ Hiske ကဖြည့်ခဲ့ပြီးကြီးတောင်းပြန်ပစ်ခဲ့ပြီးမှစီပါကိုလွဲချော့သွားခဲ့ပါတယ်ဒါကြောင့်စီပါကဘယ်နေရာလက်ဖြောင်းတာလဲပြောနေချင်း Hiske ကရှင်းနာမည်လှမ်းခေါ်လိုက်ပြီးစီပါရဲ့အပေါ်ရေပန်းကနေရေတွေပန်းထွက်လာခဲ့ပါတယ်တကယ်တော့ဒါက Hiske ရဲ့ကြံစီတစ်ခုဖြစ်ပြီးရှင်းကိုစိတ်ထဲကနေချထားတဲ့အစီအစဉ်ကိုပြောခဲ့ပြီးဖြစ်ကရှင်းကလည်းအလင်းမြင့်စီပါကိုတိုက်ခိုက်လိုက်ပြီးစီပါလည်းရှုံးကိုလက်ခံခဲ့ပြီးနောက်မှာတော့နေရန်ကနေပောက်ကွဲမှုတစ်ခုကိုရှင်းတို့လည်းမြင်ခဲ့ရပါတယ်မြေအောက်ထက်မှာတော့ကက်ရှိမာကအစီအစဉ်တွေတက်ဝင်နေပြီဖြစ်ပြီးသူတို့ဖွဲ့တာပေါ်သွားခဲ့မိနစ်20တွင်လက်ကိုဖောက်ခွဲဖို့ကြိုတင်ပြင်ဆင်ထားအကြောင်းမင်းလူတွေကင်နိုင်တော့မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်ဆာကာမိုတိုကတော့မင်းအတွက်ဆိုရင်9မိနစ်ပဲလိုအပ်တာလို့ပြောကကက်ရှိမာကသူ့ရဲ့ခန္ဓာကိုယ်ကတကွဲကန်းမှာ80%လက်နက်တွေတက်ဆင်ထားတာလို့ပြောခဲ့ပြီးဆာကာမိုတိုကလည်းသူ့ရဲ့လက်နက်ကိုစတင်ထုတ်ရတော့မှာပဲလို့ပြောခဲ့ပါတယ်ဒါကြောင့်ကက်ရှိမာလည်းဘာလက်နက်ဖြစ်မလဲစိတ်ဝင်စားကြည့်နေတဲ့အချိန်ဆာကာမိုတိုကဈေးချတဲ့စတက်ကလက်ကန်းစာရွက်ခဲသားဘောပင်တို့ကိုထုတ်ပြခဲ့ပါတယ်ကက်ရှိမာကလည်းကလေးစောတဲ့အရာတွေနဲ့လာနောက်နေရလားမေးကစတင်တိုက်ခိုက်ခဲ့ပြီးဆာကာမိုတိုကလည်းခဲသားကိုထုတ်ကထွက်လာတဲ့ခဲသားကိုလက်နဲ့တောက်ခဲ့ပြီးကက်ရှိမာမျက်လုံးကိုဖျက်ဆီးလိုက်ပါတယ်ကက်ရှိမာကလည်းမျက်လုံးတစ်ဖက်ထဲနဲ့လည်းမင်းကိုတိုက်ခိုက်ဖို့လုံလောက်တယ်လို့ပြောနေချိန်ဈေးချတဲ့စတက်ကာနဲ့ကြံတဲ့မျက်လုံးတစ်ဖက်ကိုအုပ်လိုက်ပြီးအရှိန်နဲ့ထိုးကကက်ရှိမာလည်းလွန်းစင်သွားခဲ့ပါတယ်အဲ့ဒီနောက်ဆာကာမိုတိုကလက်နက်ကိုအားကိုးတဲ့မင်းကတတိယတန်းသားကြေးသားဖြစ်နေပြီလို့ပြောခဲ့ရကြောင်းကက်ရှိမာကလည်းတတိယတန်းသားဟုတ်တော့မနိုင်မင်းကစတုဒ္ဒတန်းသားပဲဖြစ်မယ်လို့ပြောခဲ့ပါတယ်ခဏအကြာမှာတော့အရှိန်နဲ့မောင်းနေလာတဲ့ယထာရောက်လာကနှစ်ယောက်လုံးခုန်ခဲ့ပြီးကက်ရှိမာကဆာကာမိုတိုကိုချုပ်ကတရုတ်တိုက်ဆွဲခေါ်သွားခဲ့ပါတယ်ဆာကာမိုတိုကတော့လမ်းမှာတွေးတဲ့အသားပြားတစ်ခုကိုယူကစကိတ်ဘော့လိုစီးခဲ့ပြီးချုပ်ထားတဲ့ကြိုးတွေကိုလည်းလက်ကန်းစာရွက်တွေနဲ့ဖျက်တောက်ပစ်လိုက်တဲ့ကြောင့်ကက်ရှိမာလည်းအံ့ဩနေတဲ့ချိန်ကက်ရှိမာကိုထိုးလိုက်ပါတယ်ဒီလိုနဲ့ဆာကာမိုတိုကကက်ရှိမာကိုထိုးရင်တခြားဥမင်လိုင်ကောင်းတွေကယထာတွေကိုရောက်သွားခဲ့ပြီးကက်ရှိမာကတော့ဆာကာမိုတိုကိုအထင်ကြီးကဘယ်ရောက်သွားတယ်လေတွေးနေချိန်စက္ကန့်ပိုင်းအတွင်းဝိတ်ချပြီးဆာကာမိုတိုကဘေးကနေပေါ်လာကအားနဲ့ကန်ခဲ့ပါတယ်ဆာကာမိုတိုကတော့ကက်ရှိမာကမသိမျိုးဖြစ်တာကြောင့်စိတ်ပူစရာမလိုတော့ဘူးလို့ပြောနေချိန်ကက်ရှိမာကတော့အရင်တိတ်ကိုပြန်တွေးနေခဲ့ပါတယ်တချိန်ကကက်ရှိမာကတာမန်လူတယောက်ဖြစ်ပြီးလူဆိုးတွေကိုလိုက်သက်နေခဲ့ပြီးမြဲပါဝင်းကျင်ကကက်ရှိမာကိုကြောက်လန့်ကမကောင်းတဲ့လူသက်သမားအဖြစ်ပြောဆိုနေကြပါတယ်အဲ့ဒီအချိန်မှာပဲလူတယောက်ကဝေဖန်တဲ့လူတွေကိုတက်ကရောက်လာခဲ့ပြီးမင်းကတခြားသူတွေအတွက်ကိုယ့်လက်ကိုသွေးစွန်းခံတဲ့လူကောင်းတယောက်ပဲလို့ပြောကပါဇက်ကိုသွေးနဲ့အမားကြီးရေးဆွဲလိုက်ပြီးမင်းရဲ့အရာရာကိုငါလက်ခံပေးမယ်ငါနဲ့အတူတိုက်ခိုက်မလားလို့ကမ်းလှမ်းခဲ့ပါတယ်ဒါကြောင့်မြင့်မြတ်တဲ့အရာတွေကိုလုပ်ဖို့သူ့အတွက်တိုက်ပွဲဝင်ရမယ်လို့ပြောနေပြီးယထာဘော်ကိုအဖွားကိုတယောက်တက်လာတဲ့အချိန်မှာတော့ဆာကာမိုတိုကနေရာဖယ်ပေးဖို့ပြောကအခန်းတစ်ခုထဲကက်ရှိမာကိုပြစ်ထည့်လိုက်ပြီးအဖွားကိုနေရာပေးခဲ့ပါတယ်အဲ့နောက်အခန်းထဲကိုဝင်ကကက်ရှိမာကိုအဆက်မပြတ်ထိုးနှက်ခဲ့ပြီးယထာတွဲတစ်ခုပေါ်ရောက်သွားခဲ့ပါတယ်ကက်ရှိမာကတော့ဆာကာမိုတိုကလူသားတယောက်ဖြစ်ပြီးနဆိုးတစ်ကောင်လိုတန်မာပြီးလှင်မြန်နေရကြောင်းကြောက်လန့်ကလက်ကတရက်နဲ့တောက်လျှောက်ပစ်ခဲ့ပြီးမြဲဆာကာမိုတိုကတော့လက်ကင်တန်းတစ်ခုကိုထုတ်ကခဲ့ပြီးတိုက်ခိုက်ခဲ့ပါတယ်ဒါကြောင့်ကက်ရှိမာကနောက်ဆုံးလက်နဲ့အဖြစ်ဘိုက်တဲကလောင်ချောကိုထုတ်ကအင်အားစုပစ်ခဲ့ပြီးဆာကာမိုတိုကလည်းတခြားယထာကိုလွန်ဆင်သွားခဲ့ပါတယ်ဒါပေမဲ့ဆာကာမိုတိုကအလင်းရဲ့အလင်းနဲ့ပြေးကယထာတွေကိုပြန်ကူးလာခဲ့ပြီးပွဲပြီးသွားပြီထင်တဲ့ကက်ရှိမာကတော့နောက်တစ်ခါတွေ့ရင်တော့အဝတ်ကောင်းကောင်းလေးဝတ်ထားရမယ်လို့ပြောနေပါတယ်အဲ့ဒီအချိန်မှာပဲဆာကာမိုတိုကအစ်ဆက်တဲ့ကြီးနဲ့တကားဖွင့်ခဲ့ပြီးကက်ရှိမာကလည်းအံ့ဩတုန်လို့ကမသိနိုင်သေးဘူးလားလို့ပြောခဲ့ပြီးလူတွေကိုပြစ်ပြီးတိုက်ခိုက်ကဆာကာမိုတိုကလည်းလူတွေကိုဖမ်းခဲ့ပြီးထိုင်ကုန်တွေမှာနေရာချပေးခဲ့ပါတယ်အဲ့ဒီနောက်ဆာကာမိုတိုကငါမိသားစုကိုလာထိတာကမင်းရဲ့အမှားပဲလို့ပြောကပွဲသိမ်းထိုးချက်ကိုထိုးခဲ့ပြီးဘူရိုင်ုံနဲ့လွန်သွားတဲ့အခါမှာတော့အလင်းမြန်ကက်ကထပ်ဆင့်ကန့်ခဲ့ပြီးကက်ရှိမာလည်းရှော့ဖြစ်ကဆက်ရက်သွားခဲ့ပါတယ်လူကတော့ပြိုကျလာတဲ့မျက်နှာချက်ကိုတခြားသူတွေကိုမထိခိုက်အောင်ကန့်ခဲ့ပြီးခေါင်းဆောင်နဲ့စကားပြောတဲ့ချိန်လူဘော်ကိုမျက်နှာချက်ကပြုတ်ကျလာခဲ့ပြီးရှင်းကအချိန်မီကယ်လိုက်ပါတယ်ဒီလိုနဲ့လူကရှင်းကိုငိုပြီးတောင်းပန်ကရှင်းကလည်းအပြန်လည်တောင်းပန်ခဲ့ပြီးအဆောက်အဦက10မိနစ်တွင်ပြိုကျတော့မှကြောင့်ခေါင်းဆောင်ကိုမြေပုံချမ်းဆွဲခိုင်းခဲ့ပါတယ်
အဲ့နောက်ရှင်းကအာယုံခန့်ကအပေါ်ရက်ကခန်းတစ်ခုကလူတွေကိုကဲဖို့လူနဲ့ Hitsky ကိုပြောခဲ့ပြီးခေါင်းဆောင်ကိုတော့သူနဲ့တူမြောက်ထက်ကိုလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်ရှိရှိဘာကတော့ CCTV ခန်းကိုစစ်ကဆလာကိုစုံစမ်းနေပြီးကရှိမနဲ့စကားပြောတဲ့ဗီဒီယိုကိုတွေ့ခဲ့ပြီးမြဲဝိုးရဝဖြစ်နေခဲ့ပါတယ်ဥစာရာဂီကတော့တန်မာလောက်တယ်နော်လို့ပြောနေခြင်းရှိရှိဘာကသူနဲ့စခရင်ကိုရိုက်ခွဲလိုက်ပြီးဘသူပဲဖြစ်ဖြစ်ဂျေကအိုရာကိုလာဆရင်တော့အမြင့်ဖြတ်ပေးရမှာပဲလို့ပြောခဲ့ပါတယ်ရှင်းကတော့ခေါင်းဆောင်ကိုဘေးဘက်မှာရှိတဲ့လူတစ်ယောက်ကိုကဲဖို့ပြောခဲ့ပြီးကြံနေတဲ့နှစ်ယောက်ကိုကဲဖို့သွားခဲ့ပေမဲ့တနေရာရောက်မှတော့ထိုင်နေတဲ့လူတစ်ယောက်ကိုတွေ့ခဲ့ပြီးကြောက်မဲ့ဖွယ်ခံစားချက်တစ်ခုကိုရခဲ့ပါတယ်ရှင်းကပိုင်ပိုင်ခုတ်ခံလိုက်ရတဲ့ပုံစံကိုစိတ်ဖက်လိုက်ရပြီးကြောက်မဲ့စွာမတုံမလို့ရဲမိနေခြင်းထိုင်နေတဲ့လူကဘေးကနေဖြတ်သွားကစာကာမိုတိုကိုနှုတ်ဆက်ကြောင်သတင်းစကားပါခဲ့ပြီးပျောက်ကွယ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့ရှင်းတို့လည်းတခွဲကန်းကလူတွေကိုကဲတင်နိုင်လိုက်ပြီးတခွဲကန်းကလူတွေကလည်းရှင်းကိုကျေးဇူးတင်ကစာကာမိုတိုကိုတော့ခေါင်းဆောင်ကကျေးဇူးတင်ကြောင်းနဲ့ရှင်းကိုဆက်ပြီးလဲစောင့်ရှောက်ပေးပါအောင်လို့ပြောခဲ့ပါတယ်